ကြောက်ကက်ယောဂရဲ့ရှေ့ပြေးလက္ခဏာတွေကဘာတွေလဲဆိုတာကိုသင်သိပါသလားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကြောက်ကက်ယောဂရဲ့ရှေ့ပြေးလက္ခဏာတွေကိုကျန်းမာရေးဘို့သူတာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်အကယ်၍ခန္ဓာကိုယ်မှာကြောက်ကက်တစ်ခုခုဖြစ်နေပြီဆိုလို့ရှိရင်ဘယ်လိုယောဂလက္ခဏာတွေပြလာနိုင်လဲဆိုလို့ရှိရင်နံပါတ်1ချက်အနေနဲ့ကတော့အားလုံးသိကြတဲ့အတိုင်းပဲစီးခဏခဏသွားတာမျိုးတွေအထူးသဖြင့်ညဘက်အိပ်နေတဲ့အချိန်မှာစီးခဏခဏထသွားတာမျိုးတွေကြုံရတတ်ပါတယ်စီးသွားတဲ့အခါမှာအမြုပ်ပါတာမျိုးတွေစီးရောင်ရင်တာမျိုးတွေစီးသွားရင်သွေးပါတာမျိုးတွေစသဖြင့်ဒီလိုမျိုးယောဂလက္ခဏာတွေခံစားရတတ်ပါတယ်။နံပါတ်2ချက်အနေနဲ့ကတော့ကြောက်ကက်ကကျွန်တော်တို့ခန္ဓာကိုယ်မှာမလိုတာတွေကိုစွန့်ထုတ်ရတာပေါ့နော်။တကယ်လို့သူကမစွန့်ထုတ်နိုင်တဲ့အခါတွေမှာခန္ဓာကိုယ်မှာရေတွေစုပုံလာတာမျိုးတွေအထူးသဖြင့်မျက်နှာတစ်ဝိုက်တွေမှာခြေထောက်လက်ထောက်တွေခြေကျဲဝတ်တွေမှာဖောရောင်လာတာမျိုးတွေစသဖြင့်ဒီလိုမျိုးလည်းခံစားရတတ်ပါတယ်။နံပါတ်3ချက်အနေနဲ့ကတော့ဒီ fatigue လို့ခေါ်တာပေါ့နော်ပင်ပန်းလွယ်တာပေါ့နော်အားနည်းတယ်လို့ခံစားရတာမျိုးတွေစသဖြင့်ဒီလိုမျိုးလည်းခံစားရတတ်ပါတယ်တခါတလေမှာသွေးရနေတာမျိုးလည်းခံစားရတတ်ပါတယ်နံပါတ်4ချက်အနေနဲ့ကတော့ဒီအသားရည်တွေခြောက်ပြီးတော့ရားရံတာမျိုးလည်းခံစားရတတ်ပါတယ်ခန္ဓာကိုယ်မှာကြောက်ကတစ်ခုခုဖြစ်ပြီဆိုလို့ရှိရင်အသားရည်ခြောက်လာတာရားလို့ခဏခဏကိုရတာစသဖြင့်ဒီလိုယောဂလက္ခဏာတွေလည်းခံစားရတတ်ပါတယ်နံပါတ်5ချက်အနေနဲ့ကတော့အစားတောက်ပြက်လာတယ်အစားခြင်းတောက်ခြင်းစိတ်မရှိတော့ဘူးအဲ့ဒါနဲ့အတူခန္ဓာကိုယ်အလေးချိန်ကျဆင်းသွားတာမျိုးစသဖြင့်ဒီလိုယောဂလက္ခဏာတွေလည်းခံစားရတတ်ပါတယ်နံပါတ်6ချက်အနေနဲ့ကတော့ဒီအသက်ရှူမြန်တာမျိုးပေါ့နော်အသက်ရှူလို့မဝတာမောတာစသဖြင့်ဒီလိုယောဂလက္ခဏာတွေလည်းခံစားရတတ်ပါတယ်နံပါတ်9အချက်အနေနဲ့ကတော့ဒီညဘက်အိတ်တဲ့ခါမျိုးတွေမှာကြွက်တက်တယ်လို့ခံစားရတာမျိုးတွေဒီ muscle cramp လို့ခေါ်တာပေါ့နော်ဒါမျိုးတွေလည်းခံစားရတတ်ပါတယ်နံပါတ်10ချက်အနေနဲ့ကတော့ဒီအာယုံစူးစိုက်လို့မရတာပေါ့နော်တခုခုလုပ်မယ်ဆိုလို့ရှိရင်အာယုံစူးစိုက်လို့မရတာမျိုးစသဖြင့်ဒီလိုယောဂလက္ခဏာတွေလည်းခံစားရတတ်ပါတယ်နံပါတ်6ချက်ကတော့ဒီ green နဲ့ဆိုးတာမျိုးတွေပြီးတော့ရှာမှာအရသာပြတ်တာပေါ့နော်ရှာမှာတတ်ထုအရသာမျိုးတန်တခုခုကိုအဲ့လိုမျိုးပါးစပ်ထဲမှာစုပ်ထားတယ်လို့မျိုးဒီအရသာမျိုးရနေတာမျိုးလည်းခံစားရတတ်ပါတယ်နောက်ဆုံးချက်အနေနဲ့နံပါတ်10ချက်အနေနဲ့ကတော့သွေးတိုးတာပေါ့နော် high blood pressure လို့ခေါ်တဲ့ကြောက်ကက်မကောင်းလို့ရှိရင်သွေးတိုးလာနိုင်ပါတယ်သွေးတိုးလို့ရှိရင်လည်းကြောက်ကက်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်ကျွန်တော်အခုပြပြပေးခဲ့တဲ့ကြောက်ကက်ရဲ့ရှေ့ပြေးလက္ခဏာတွေကယောဂလက္ခဏာတွေခံစားနေရပြီဆိုလို့ရှိရင်တော့နေ့ဆက်အားဆေးရုံဆေးခန်းမှာသွားပြီးတော့ဆရာဝန်နဲ့ပြသဖို့အတွက်လိုအပ်ပါတယ်အဲ့တော့ကျွန်တော်အခုဝေမျှပေးခဲ့တာလေးတွေကကိုယ့်အတွက်ဘုံတူတာရတယ်အသိပညာတစ်ခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်တခြားသူတွေသိရအောင်လည်းဝေမျှပေးခဲ့ကြပါအောင်အားလုံးပဲကျန်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ